ကျွန်တော်တို့တော်လန်ရေးကိုကျိုးစည်းပွားရှာချောင်လို့နာမည်ကြီးချောင်လို့ဩဇာအာဏာတိဆောက်ချောင်လို့လောက်ခတာမဟုတ်ဘူးဆိုတာတော့ပထမအချက်အနေနဲ့ပြောချင်ပါတယ်ဒုတိယအချက်အနေနဲ့ယောဂကိုရတဲ့ဝင်တရရဲ့တော်လန်ရေးစာပိုင်းကာလတွေမှာတက်ဖွဲ့ဝါအရေးအတွက်တွေကိုအများကြီးတိဆောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့အရေးသွေးပိုင်းတိဆောက်တဲ့အခါမှာတော့အားနည်းချက်တွေရှိနေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့လောက်မလျှော့ခဲ့ပါဘူးအမားတွေထဲကနေပြီးတော့မှတန်ခမ်းစာတွေကိုထုတ်ယူတယ်ပြီးတော့အကောင်းဆုံးပြန်လဲတိဆောက်ခဲ့တယ်တက်ကိုတက်နာတူအောင်စူးစမ်းပြီးတော့မှတိဆောက်ခဲ့တာမျိုးတွေရှိပါတယ်တတိယအချက်အနေနဲ့ကတော့ချင်းတော့ကွန်မန်နာကိုရိုကွန်တက်ဆိုတဲ့ COC နှစ်ရက်လုံးကိုပို့ပြီးတော့မှပြည်ပြန်လာတဲ့နေအောင်တော့စူးစမ်းပြီးတော့မှတိဆောက်ခဲ့ပါတယ်ဥမာအနေနဲ့ဆိုမယ်ဆိုအောင် COC နှစ်ရက်ကိုတိဆောက်တဲ့အခါမှာဘဘူးဆရာတယောက်ကဘဘူးထုတယ်လို့ပါကိုလိုချောင်တဲ့အယုံမျိုးရအောင်တော့တချို့တစ်သားသားတွေကိုဖဲထုတ်လိုက်ရတာမျိုးတွေတော့ရှိပါတယ်ဗျစရုဒ္ဓတခြားအနေနဲ့ကတော့တက်ကိုတိဆောက်တဲ့အခါမှာတသွေးတဲ့တသားတဲ့ဖြစ်ပြီးတော့မှအာနာပြိန်မရှိတဲ့ဆံငဲအမိန်စီးစားမှုတရက်ကိုဖော်ဆောင်နိုင်မှတာကျွန်တော်တို့ရန်သူကိုရန်ဆိုင်တဲ့အခါမှာလဲတက်ကွဲတွေမှာအောင်လဲမယ်ပါဗျာတက်ကိုတိဆောက်တဲ့အခါမှာတော့ဒါနိုင်ငံရေးပါတီတွေမှာလိုမျိုးအရက်ဖဖွဲ့စည်းတွေမှာလိုမျိုးအများသဘောဆန္ဒနာတာမန်ကိစ္စတွေကိုဆောင်ရွက်လို့ရတယ်ဆိုပေမဲ့တက်တွန်းဥပဒေအရကျူးလွန်ဖောက်ဖျက်ခဲ့တဲ့ကိစ္စရပ်တွေကိုဆုံးဖြတ်ချရတဲ့အခါမှာသူ့ရဲ့မူပေါင်းတိုင်းသွားမှသာတရားမျှတမှုရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဘယ်လိုရွေးချယ်တယ်ဘယ်လိုရွေးကောက်တာမြောက်တယ်ဆိုတာထဘယ်လိုလုပ်ရအောင်တော့ကျွန်တော်တို့ထိမ့်သိမ့်နိုင်မယ်ဘယ်လိုလုပ်မယ်ဆိုအောင်တော့ကျွန်တော်တို့တော်လန်ရေးကိုကြည်လေးလေးနဲ့တိရောက်ရလက်ကောင်းတွေကိုဖော်ဆောင်နိုင်လိမ့်မယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှပဲကိုနီးကိုဟန်နာလှုပ်ဆောင်ခဲ့ရတာမျိုးတွေရှိပါတယ်